안녕하세요, 여러분. 쇼 코리안 language online class ကနေပြီးတော့ ကြိုဆိုလိုက်ပါတယ်제가ဒီနေ့ကတော့ဒီနေ့တော့ပေါ့နော်제가 topic 1နဲ့ပတ်သက်ပြီးတော့제가မိကုန်းလေးတွေဖြေပုံဖြေနည်းလေးပြောခဲ့ပေါ့နော်40ရာနဲ့42အထိအဲ့တော့제가နောက်ထပ်ပေါ့နော် topic 1မှာနည်းနည်းလေးကျောင်းသားရဲ့အတွက်နည်းနည်းခက်မယ်ထင်တယ်ခက်မယ်ဆိုတာထက်제가ပေါ့နော်တချို့ကျောင်းသားတွေကစာပိုက်တွေမြင်နေဆိုရင်နည်းနည်းလန့်သွားတဲ့ကလေးရှိတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးစာပိုက်တွေမြင်တဲ့အခါလန့်စရာမလိုဘူး제가ဘယ်လိုမျိုးမေးခွန်းတွေချက်ကဖြေလို့ရတယ်ဆိုတာကို제가ဒီနေ့ရှင်းပြပေးမယ့်ဟာကတော့43번부터 45번까지အဲ့တော့제가 43원 45အထိဒီလိုစာပိုက်တွေပြီးပြီးတော့မှအောက်ကနေ제가 미곤립하면서인 드마가 43번, 45번부터 45번까지 리사 동안의 대장아티고 다음의 내용과 같은 거အဲ့တော့အောက်မှာပေးထားတဲ့အရာနဲ့တူတဲ့ဟာကိုရွေးပေးပါအဲ့တော့ကျွန်တော်အရင်တုန်းကပေါ့နော်အရင်ဗီဒီယိုတုန်းကကြာတော့ကျွန်တော်မတူတာကိုရှာရတယ်အဲ့တော့ရှာတော့ကလည်းကျွန်တော်ဘယ်လိုရှာခဲ့လဲဆိုရင်ခေါင်းစဉ်လေးတွေဖတ်တယ်ကိန်းဂဏန်းလေးကျွန်တော်မှတ်ထားပြီးတော့မှသွားပြီးတော့အဖြေသွားတိုက်တယ်မတူတာကိုရှားရတယ်ဒါကကြသူနဲ့ဖြောင်းမြန်တူတာကိုရှားမယ်အဲ့တော့ကျွန်တော်ကကိုကမေးခွန်းကိုတခြားဖတ်တော့မှဘာလို့လုပ်ရမလဲဆိုတာသိတယ်ဒါကြောင့်မို့ကျွန်တော်မေးခွန်းလေးတွေကိုဖတ်တဲ့ကြက်လေးတွေကိုလုပ်ထားပါပြီးတော့အောက်ကယူချက်စရာတွေမှာသွားကြည့်ရခါမှာကိုကမမှတ်မိဘူးအဲ့တော့တစ်ခေါက်ပြန်ဖတ်တယ်အဲ့တော့ကိုယ့်အတွက်အချိန်ကုန်တယ်ပေါ့နော်အဲ့တော့ချက်ဒီအခုပြောပြပေးမယ်နီလန်လီကကျောင်းသားတွေအတွက်အချိန်ကုန်လဲတတ်တာမယ်အဖြေမှန်ရဖို့ကလည်းကျွန်တော်90%သိချတယ်90%ကျော်တယ်ပေါ့နော်အဲ့လိုမျိုးသိထားတယ်နောက်တစ်ခုကကျွန်တော်ဒီလွယ်တယ်ပေါ့နော်အရန်လွယ်တယ်ပြီးအချိန်ကိုအရန်တက်တာတယ်အဲ့တော့အဲ့လိုနည်းလမ်းလေးကို제가ရှင်းပြပေးမှာဖြစ်ပါတယ်ဒါဆိုရင်진행도를လိုက်ပြီးတော့လေ့လာကြည့်ရအောင်그럼시작합니다အဲ့တော့ကျွန်တော်ဒီမှာလေးစာကြောင်းတွေမနှစောင်းပါတယ်ကြည့်လိုက်စာပိုင်းမှာစာကြောင်း 3장ပါတယ်ဒါဆို제가ဘယ်လိုလုပ်ရမလဲဆိုရင်사장 3장을 2 장봐요 저는 매일 아침 산책을 하고 학교에 갑니다. 나 제가 그러면 장팔라비 말하면 비아니고 어가 앞시도 다이지. 저는 아침 매일 내 마다네 디 아두두베 마다네 따이 맨날 따이 매일가 래 니라이 맨날 따이 아두두베 빈 상체가 합니다.တူနေရမလားတူနေရဆိုရင်ကျွန်တော်တို့ကယာထားခဲ့တခြားမှန်တာလေးရှိနိုင်သေးတဲ့ကြောင့်ကျွန်တော်ယာထားခဲ့တာเนาะအဲ့တော့ကျွန်တော်တိုက်တဲ့ခါကျရင်ဆရာခုနပြောတယ်စာပိုက်ထဲမှာစာကြောင်းရေမနှကြောင်းပါလေတစ်ချောင်းစီဖတ်မယ်အောက်ကပြင်စရာမလိုပဲနဲ့တူတဲ့စလုံးလေးတွေစကားစုလေးတွေဝါကြအဆုံးတက်လေးတွေကိုကျွန်တော်ကြည့်ပြီးတော့တိုက်လို့ရတယ်ဒါကတော့ကျွန်တော်ကအလွယ်ကူဆုံးနည်းလမ်းပေါ့နော်ရပါနော်ကဲဟုတ်ပြီနောက်တစ်장을 저는 아침은 먹고 제가 아침 산책을 하고 디마 학교를 갑니다 뚜레 시가 하면 뚜레 디마 아침은 먹고 디마 산책을 하고 그럼 뚜러 치케 다소 제로이ပထမတစ်장ကို ဖတ်ပြီးတော့မှ အဖြေလိုက်တာ 2ခု တိုက်ပြီနော် 3호지야 저는 아르바이트를 하고 학교에 갑니다 뚜레 그다음에 아르바이트를 하고 산책을 하고 뭐두개를 자음으로 칙해매. 다섯 넘버 링크지면요. 저는 학생 식당에서 아르바이트를 합니다. 디아가 프라마르 장마 묘모타이르 자음으로 제가 두디아의 자음으로 섭하지야. 학생 식당에서 아침을 먹고 학생 식당 아침을 먹고 아르바이트를 합니다. 아르바이트 제만 로드람 하고 아침을 먹고 문화사 살아. အဲ့တော့ကျွန်တော်ဒါကမဖြစ်နိုင်ဘူးချစ်ခဲ့မယ်အဲ့တော့ပိုသေးကြအောင်လို့နောက်ထပ်အကြောင်းထပ်ဖတ်ကြည့်မယ် 그리고 커피숍에서 아르바이트를 합니다အချိန်ပိုင်းလောက်တာက 커피숍မှာဒီမှာ 학생 식당 ဆိုတော့ 말이거든요 အဲ့တော့အဖြေမှန်သည် 1번 အဲ့တော့ကျွန်တော်တို့တွေဒီလိုမျိုးမေးခွန်းဖြေတဲ့အခါဘာသာမပြန်တော့ဘူးအဖြေလေးတွေကျွန်တော်စကားစုလေးတွေတူတဲ့ဝါဟာရလေးတွေတူတဲ့စကားစုလေးတွေပေါ်ကြအဆုံးတက်လေးတွေကြည့်ပြီးတော့မှကျွန်တော်အဖြေလေးရွေးတယ်ရွေးတဲ့အခါမှာခြေပြောမဲ့ချက်လေးတခြားမှတ်ပါပထမတစ်ချက်ကစာပိုက်ဆိုရင်တစ်ချောင်းချင်းစီဖတ်မယ်
အောက်ကအဖြေနဲ့သွားတိုက်မယ်အဲ့တော့ပထမတစ်ကြောင်းဖတ်ပြီးတော့အဖြေလေးခုစလုံးနဲ့တိုက်လိုက်မယ်တိုက်ပြီးသွားရဆိုချေတော့အဲ့မှာပထမတစ်ကြောင်းနဲ့တိုက်ပြီးသွားတဲ့အဖြေတွေကိုချေတော့နောက်တစ်ကြောင်းဖတ်တဲ့အခါမှာပြန်တိုက်စရာမလိုမတိုက်ရသေးတဲ့အဖြေတွေကိုပဲချေတော့တိုက်ပါဒီမှာဆိုချေတော့ပထမတစ်ကြောင်းဖတ်ပြီးတော့အဖြေ3ခုတိုက်လို့ရသွားတယ်ဒုတိယကြောင်းဖတ်လိုက်တော့နောက်ထပ်အဖြေထပ်တိုက်လို့ရတယ်အဲ့တော့တတိယကြောင်းကိုချေတော့ကအဖြေကိုအတီးပြုတဲ့အနေနဲ့ချေတော့ပြန်ဖတ်တာဒါဆိုရင်အရင်လွယ်ပါတယ်နော်ကဲအဲ့ဒါဆိုနောက်တစ်ပုဒ်လောက်ထပ်ဖြည့်ကြည့်မယ်ဒီမှာဆိုရင်လည်းစာပိုက်ကိုကြည့်မယ်စာကြောင်းရေမနှစ်ကြောင်းရှိတယ်ကြည့်မယ်စာကြောင်းရေ3ကြောင်းရှိတယ်တစ်ကြောင်းချင်းစီဖတ်မယ်အောက်က4ခုနဲ့ဖြည့်သွားတိုင်မယ်အဲ့တော့다음주 월요일에 수학 시험이 있습니다. 아까 비유다짐에 저는 수학을 좋아합니다. ဒီဟာကစာကြောင်းထဲမှာရေးမထားသေးဘူးရေးမထားသေးရင်ဆိုတော့တိုက်လို့မရသေးဘူးเนาะအဲ့တော့နောက်တစ်ကြောင်းနဲ့ထပ်ကြည့်မယ်저는 요즘 열심히 공부합니다. ဒါကလည်းအဲ့အပေါ်ကစာကြောင်းမပါဘူးမပါတတိယစာကြောင်းကြည့်မယ်이번 주에 수학 시험이 있습니다. 시험이 있습니다. 시험이 있습니다. 두래. နော်ပြီးရင်다음 주 이번 주 제로가 나우트በትဒီမှာဒီတစ်ပတ်ဆိုတော့နံပါတ်3ဒီမားတယ်အဲ့ဒါနံပါတ်4ကြည့်မယ်နော်저는 월요일마다 어려운 시험이 있습니다. 월요일마다 마다ဆိုတာတိုင်းဒီမှာဆို다음 주 월요일အဲ့တော့제로가သူကတနင်္လာနေ့တိုင်းခက်ခဲတဲ့တင်ချာပေါ့နော်ခက်ခဲတဲ့ဆံမွေးရှိရဲ့ဒီအပေါ်မှာရေးထားတာကနောက်တစ်ပတ်တနင်္လာနေ့မှာတင်ချာဆံမွေးရှိရေးထားတာမတူဘူးလေနော်အဲ့တော့ချစ်ခဲ့မယ်အဲ့တော့ကျွန်တော်1နဲ့2ကမတိုက်ရသေးဘူးအဲ့တော့ဒုတိယစာကြောင်းဖတ်မယ်3 4ကကျွန်တော်တိုက်ပြီးသားဆိုတော့ထပ်တိုက်စရာမလို1နဲ့ကိုပဲကျွန်တော်တိုက်ရမယ်အဲ့တော့ဒုတိယစာကြောင်းကျွန်တော်ဖတ်တော့그 시험은 아주 어렵습니다အဲ့တော့ဒီမှာ1နဲ့2မှာလည်းမပါဘူးလေမပါတော့တတိယစာကြောင်းထပ်ဖတ်လိုက်그래서 날마다 도서관에 가서 공부합니다. 공부합니다. ဒီမှာတူရယ်နော်အဲ့တော့ဒီမှာ 요즘 အခုတလော तू ကနောက်တစ်ပတ်တနင်္လာနေ့မှာစာမေးပွဲရှိရဲ့တဲ့အဲ့တော့ဒါကြောင့်မလို့နေ့တိုင်းစာလုပ်နေတာအခုတလောကြိုးစားစာလုပ်နေဒါလေးကဖြစ်နိုင်တော့ကျတို့ကရှင်းခဲ့မယ်နော်ဖြစ်နိုင်တဲ့အတွက်ကြောင့်ကျွန်တော်ဝိုင်းထားတယ်ပြီးရင်ဒီဘက်ကနံပါတ်1ကတော့သူစာပိုက်ထဲမှာမပါဘူးကျွန်တော်မေးခွန်းကိုဖတ်မယ်မေးခွန်းကစာပိုက်နဲ့တူတဲ့စာကြောင်းရွေးပေးပါလို့ပြောတာအဲ့တော့ဒီမှာနံပါတ်1ကကြတော့သူကသင်္ချာကိုသဘောကျတယ်ဆိုတာစာပိုက်ထဲမှာပြောမထားတဲ့အတွက်ကြောင့်မလို့ချစ်ခင်တယ်အဲ့တော့အဖြေမှန်ဒီဤပုံဖြစ်မယ်အခုတလောကြိုးစားစာလုပ်နေတယ်အဲ့တော့ဘာသာပြန်ကြည့်လည်းရတယ်ရတဲ့ကလေးတွေပေါ့စာရတဲ့ကလေးတွေကတော့ဘာသာပြန်ကြည့်ဒါဆိုရင်အဆင်ပြေပေါ့နော်ချို့ကလေးတွေကတော့ကျွန်တော်ကိုယ့်အတွက်ဝဟာတာအသစ်တွေပါလာတယ်ပြီးရင်ဘာသာပြန်ရတာအဆင်မပြေဘူးဆိုရင်ချဲပြောတဲ့နီလန်လေးတိုင်းလုပ်ကြည့်ပါစာပိုက်ထဲမှာတစ်ချောင်းချင်းစီဖတ်မယ်အောက်က4ခုနဲ့အဖြေတိုက်မယ်ပြီးရင်တိုက်ပြီးသားအဖြေတွေကိုပြန်တိုက်စရာမလိုမတိုက်ရသေးတဲ့အဖြေလေးတွေကိုချဲသွားတိုက်မယ်ပြီးရင်စာပိုက်နဲ့တူတာကိုရွေးရမှာဖြစ်တဲ့အတွက်ကြောင့်မလို့မပါတဲ့ဟာတွေပြောမထားတဲ့ဟာတွေဆိုရင်ချဲတော့ချစ်ခဲ့လို့ရတယ်ရမယ်နော်ကဲဟုတ်ပြီနောက်ထပ်တစ်ပုဒ်ကိုချဲတော့ဆက်ပြီးတော့လုပ်ကြည့်အောင်ဒီမှာလည်းအဲ့လိုပဲစာပိုက်ထဲမှာစာချောင်း3ချောင်းပါတယ်တစ်ချောင်းချင်းစီဖတ်မယ်ပြီးရင်အောက်က4ခုနဲ့ဖြည့်တိုက်မယ်친구가 지난달에 고향으로 돌아갔습니다. အဲ့တော့ 1번မှာ저는 냉장고를 샀습니다. ပြောမထားသေးဘူးလေနော်မပါသေးဘူးအဲ့တော့ဒုတိယကြောင်ထပ်တိုက်ကြည့်저는 이 냉장고가 마음에 듭니다. ဒီဟာလည်းပြောမထားသေးဘူးအဲ့တော့နံပါတ်3ဖတ်ကြည့်မယ်저는 고향에 큰 냉장고가 있습니다. 달에 마바디무. 네, 저는 친구에게 냉장고를 주었습니다. 달에 마바디무. 알아 제가 바라마를 장마 앞시비시우. 알아 두리아를 장오 제로 썼다음에 친구는 저에게 냉장고를 주었습니다. 알아 디사장 제로 배마 되게 레소인နံပါတ်4မှာတွေ့ခဲ့တယ်ဟုတ်တယ်နော်အဲ့တော့ကျွန်တော်ခုနပထမတစ်ချောင်းကိုဖတ်ပြီးတော့အောက်ကအဖြေတိုက်တဲ့ခါမှာကျွန်တော်အဲ့အဖြေတိုက်တဲ့ခါမှာစကားစုလေးတွေတွေ့ခဲ့ရမလားနည်းနည်းလောက်မှတ်မိသွားမယ်အဲ့စကားစုတွေပါတဲ့ဒုတိယစာကြောင်းလေးကျွန်တော်တွေ့ပြီအဲ့တော့친구는 저는 저에게 친구에게 냉장고를 주었습니다. 냉장고를 주었습니다. အဲ့တော့နောက်ပိုင်းက 냉장고를 주었습니다. တူတယ်ဘယ်သူကပေးတာလဲစာပိုက်ထဲမှာကတငယ်ချင်းကကျွန်တော်ကိုပေးတယ်ဒီထက်မှာကကျွန်တော်ကတငယ်ချင်းကိုပေးတယ်ကြောင်းမြန်ဖြစ်နေရလေတူတာကိုရွေးရမှာဆိုတော့ချစ်ခဲ့မယ်ကဲဟုတ်ပြီအဲ့နောက်ထပ်တစ်ခုကတော့그 냉장고는 커서 좋습니다 အဲ့ဒီကတိတာကဒီမှာကြီးလို့ကြိုက်တယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ထဲမှာကဘာရှိလဲဆိုနံပါတ်1ကိုသွားကြည့်အောင်ကျွန်တော်ကရေခဲတက်တာကိုဝေခဲ့တယ်တဲ့နော်ဒီမှာဝေခဲ့တယ်ဆိုတော့ကျွန်တော်ဒီဟာကဒီအကြောင်းအရာကိုပြောထားတာမပါဘူးအဲ့တော့ချစ်ခဲ့မယ်ပြီးနောက်တစ်ခုကနံပါတ်3မှာဆိုရင်ကြတော့ကျွန်တော်ကဒီမှာ고향에큰냉장고가 있습니다အဲ့တော့ရေခဲတက်တာအကြီးရှိရဆိုတော့ဒါလည်းမပါသေးတော့ချစ်ခဲ့မယ်အဲ့တော့အဖြေမှန်သည်
နံပါတ်3ကလည်းကျတို့စာပိုက်ထဲမှာမပါလို့เนาะအဓိကပြောချင်တာကတော့နံပါတ်45မှာဆိုရင်ကျတော့ကျတို့မှတ်ထားမှာကစာပိုက်ထဲမှာမပါတဲ့စာကြောင်းကကျတို့ဒီ2ကြောင်းလောက်ပါတယ်အဲ့မပါတဲ့ဟာဆိုချစ်ခဲ့မယ်ပြီးနောက်ခုနံပါတ်2ကကျတော့နင်းချန်ကိုပေါ့နော်ဒီမှာကျတို့နင်းချန်ကိုဖြေခဲ့တဲ့တာကိုသူစိတ်တိုင်းကြတယ်အဲ့တော့ဒီမှာဆိုတဲ့သူကနင်းချန်ကိုကပေါ့နော်နင်းချန်ကိုကကျတို့ကြီးတဲ့အတွက်ကြောင့်မလို့ကြိုက်တယ်ဒါဆိုကြိုက်တယ်နဲ့စိတ်တိုင်းကြတဲ့သဘောကြတဲ့နေကအတူတူပဲနော်အဲ့တော့ကျတို့မှတ်ထားမှာက43ကနေ45ကိုဖြည့်မယ်ဆိုရင်နံပါတ်1ကစာပိုက်ဖြစ်တယ်နဲရဖြစ်တဲ့ကြောင့်မလို့တစ်ကြောင်းချင်းစီဖတ်မယ်ပြီးရင်အောက်က4ခုနဲ့အဖြေတိုက်မယ်တိုက်တဲ့အခါမှာကျတော့သတိထားမယ့်ဟာကတိုက်ပြီးသားဖြေကိုပြန်တိုက်စရာမလိုမတိုက်ရသေးတဲ့အဖြေလေးတွေကိုပဲတိုက်မယ်ပြီးနောက်ခုကျတော့စာပိုက်နဲ့တူတဲ့ဟာကိုယူရမှာဖြစ်တဲ့အတွက်ကြောင့်မလို့စာပိုက်ထဲမှာမပါတဲ့စာကြောင်းလေးဆိုရင်ချစ်ခဲ့လို့ရတယ်ရမနော်အဲ့လိုနီလန်အဲ့လိုပုံစံလေးနဲ့ချက်အခုပြောတဲ့ပုံစံလေးနဲ့ဒါလေးကိုဖြည့်ကြည့်ပါအရန်လွယ်ပါတယ်နော်ဒါဆိုရင်ကျတို့အချိန်အရမ်းမကြာဘူး10မိနစ်တောင်မကြာဘဲနဲ့အဖြေရတယ်ပေါ့နော်အဲ့တော့ကိုကတကြောင်ဖတ်ပြီးသွားရင်အောက်ကအဖြေထဲမှာကျတို့စကားစုလေးဘာလေးတွေမှတ်မိလာလိမ့်မယ်ပြီးတော့နောက်တစ်ချက်ပေါ့နော်ကျပြောဦးမိသွားတာကျတို့တိုက်တဲ့အခါဘယ်လိုတိုက်မလဲဆိုရင်စကားစုလေးတွေတူလာကြည့်မယ်တူတဲ့စကားစုံလေးတွေတူတဲ့စကားစုလေးတွေပြီးဝကြအဆုံးသက်လေးတွေဒါလေးတွေကိုတိုက်ပေါ့နော်တူတယ်ဆိုရင်ယာထားခဲ့မတူဘူးဆိုရင်ချစ်ခဲ့ညမနော်ကဲဟုတ်ပြီအဲဆိုရင်ဒီလိုဖြီးနီးလေးနဲ့ကျွန်တော်ဖြီးကြည့်မယ်ဆိုရင်အချိန်တိုလေးတွင်းမှာပဲအဖြီးမှန်လေးရလေတယ်ပြင်တော့ကအချိန်ကုန်လေးတက်တာတယ်အဲ့တော့ကိုကဒီရှေ့ပိုင်းဘောဟာတာပေါ့နော် sorry ကျွန်တော်ရှေ့ပိုင်းမေးခွန်းလေးတွေမှာအချိန်ကိုမြ мян လေးနဲ့ပေါ့နော်ကိုကဖြည့်နိုင်တယ်ဆိုရင်နောက်ပိုင်းတွေမှာခြေတို့ကစဉ်းစားချိန်ပိုရတယ်တချို့တွေကျတော့အချိန်မလောက်တိုင်းပိုင်းဖြစ်နိုင်တယ်ဆိုလေစာမွေးမှာကအဲ့တော့ခြေအခုပေးတဲ့နီလန်းလေးတွေကအကယ်၍ပေါ့နော်ခြေတို့ပုံမှန်ချိန်ဆိုရင်တော့ဘာသာပြန်ကြည့်ပြီးတော့ဖြည့်လေးရပါတယ်ဒါပေမဲ့စာမွေးဖြည့်တဲ့အခါမှာဆိုရင်ကျစာမွေးရဲ့အရှင်ကြောင့်တော့ပြီးရင်ကျောင်းသားတွေကနည်းနည်းစိတ်လှုပ်ရှားတတ်တာလေးကြောင့်တော့ပေါ့နော်ခြေတို့မှားတာလေးဖြစ်နိုင်တယ်အဲ့တော့ကိုကအမားနေဖို့ဆိုချင်အခုပြောတယ်ဒီလိုမျိုးလေးဖတ်ပြီးတော့ဖြည့်တာကမှန်နိုင်ကြရာခိုင်နှုန်းရမ်းများတယ်အချိန်ကုန်လေးတက်တာတယ်ပြီးတော့ပေါ့နော်လွယ်လေးလွယ်တယ်ပေါ့နော်အဲ့တော့ကလေးတွေအနေနဲ့ဒီလိုမျိုးလေးဖြည့်ကြည့်ပါဒီနည်းလေးကအသုံးဝင်လို့ထင်ပါတယ်အဲ့ဆိုရင်ခြေတို့နောက်ထပ်ဗီဒီယိုမှာလည်းခြေဒီလိုမျိုးဖြည့်ပုံဖြည့်နည်းလေးတွေကိုပြောပြသွားပါမယ်အဲ့တော့ခြေ topic 1ဗီဒီယိုလေးတွေအရင်တင်ပေးမယ်ပေါ့နော်ပြီးရင်တော့ topic 2လေးကိုပြန်ပြီးတော့တင်ပေးပါမယ်네 그럼 우리 다음 영상에 또 만나요 안녕히 계세요